ခိုင်ဘာသာရုပ်သံအစီအစဉ်မှာစိုက်တွေမျိုးဂရိဖာဖုန်ဂရီကျောင်းမှာကြန့်ရှိနေသိန်းတွေရခိုင်ကျောင်းသား၄ယောက်နဲ့အခရနိုင်ငံရေးအချင်းသမားတီအလုံးအယောင်ဆုံးပရင်လီလွယ်မနာရီအတော်ငရိချင်းစောစူတောင်းခွေနဲ့မျိုးတပည့်စာတိစီပရိကေတောက်ဆိုလှရှာမှုတစ်ခုကိုဖေဖော်ဝါရီလ25ရက်နေ့ကပြုလုပ်ခပါရီအခုပိုင်းလှရှာမှုပြုလုပ်ရရီရှာကိုနိုင်ငံရေးအချင်းသမားဟောင်းကိုခိုင်ကောင်းစင်ကအခုပိုင်းပြောပါရီဟုတ်ပါတယ်ကျွန်တော်တို့ဒီ25ရက်နေ့ကလှုပ်လာရီလှုပ်ရှားမှုကတော့ကျွန်တော်တို့ဒီရခိုင်ကျောင်းသားလူငယ်များစေရုံကနေပြီးနိုင်ငံရေးလှုပ်ရှားမှုကအချင်းထောက်ဖြစ်မှာကြံကြည့်နေကြတဲ့ကျောင်းသား၄ယောက်နဲ့နိုင်ငံလုံးမှာနိုင်ငံရေးအချင်းသားပြီးလွယ်မြောက်ဖို့တော့စူတောက်ပွဲလုပ်တဲ့အခမ်းအနားတစ်ခုပိုက်ပါတယ်ဒီအခမ်းအနားကိုလုံရခန့်ရီရှာကတော့ကျွန်တော်တို့ရခိုင်ပြည်ထဲမှာရှိတဲ့ရခိုင်ပြည်သူဒီကျောင်းသားလူငယ်ကြီးအပါအဝင်ဒီနိုင်ငံရေးအသိစိတ်တဲ့ဒီနောက်မှလာအောင်နဲ့အကောက်တရဒီကောင်းဝီလာအောင်ဆိုရီရှာနဲ့လှုပ်ဆော်ဖိုက်ပါတယ်ဂရိဖာကျောင်းမှာပြုလုပ်တဲ့စူတောင်းပွဲကိုရမဝတီချောင်းပညာစာရာနဲ့လူပေါင်း150ခန့်တောက်ရောက်ခပါရီညချောင်းအပရောင်အမြမကရာခွန်ကလွယ်မလောက်လာရီရခိုင်နိုင်ငံရေးအချင်းသားဟောင်းတီကအရှာငါရှာပါရီတောင်းဆိုရှာတစောင်းကိုလေထုတ်ပြန်ခပါရီတောင်းဆိုရှာတီကိုလေကိုခိုင်ကောင်းစင်ကအခုပိုင်ပြောပါရီဟုတ်ပါတယ်ကျွန်တော်တို့ရောင်းနည်းကကျွန်တော်တို့ထုတ်ပြန်ရှာတစောင်းထုတ်ကြပါတယ်ရန်ထုတ်ပြန်ရှာမှာတော့အကြီးကကျွန်တော်တို့ရဲ့အာဏာရှင်အဆက်ဆက်ကိုတော်လန်တိုက်ပွဲဝင်ရတဲ့အကျဉ်းထောင်တီးတီးမှာကြားခံလကားခဲ့တဲ့နိုင်ငံရေးအကျဉ်းတပ်တီးထစ်မှာတစ်ခါလူမျိုးနင်းတူရခိုင်နိုင်ငံရေးအကျဉ်းသမားရိုးဤသမိုင်းမော်ကွန်းဆိုလေဒီနီဒီရှိနေတော့ဖိုက်ပါတယ်ရန်ကုန်မြို့ကြီးရန်ချမှာတောက်ဆိုထားရှာငါရှာနဲ့ကျွန်တော်တို့ထုတ်ပြန်ကရှာမှာတောက်ဆိုထားပါတယ်နံပါတ်1ရှာကနိုင်ငံရေးတာရီရခိုင်ကျောင်းသားလူငယ်၄ယောက်ပေါင်းနိုင်ငံရေးကျင်းသားအလုံးမြန်မာနိုင်ငံမှာရှိတဲ့ကျင်းသားအလုံးဆောင်ရှာမရှိအမဲဆုံးလက်ပြီးဖို့နောက်ပြီးတန်းတူတွေတူရှိတယ်အနာဂတ်ဖက်ဒရယ်ပြည်တော်စုနိုင်ငံပေါ်ပေါက်ဖို့နောက်ပြီးလာပူရီကောက်ပွဲမှာဂဘရီကောက်ပွဲမှာတရမြတာရီကောက်ပွဲတစ်ခုဖိုက်ဖို့နောက်ပြီးနိုင်ငံတကာမှာရောက်နေနိုင်ငံရေးအကောင့်မင်းကောနိုင်ငံတကာမှာရောက်နေရခိုင်ပါဝန်နိုင်ငံရေးလူကားတွေလူတီအလုံးမိမိနိုင်ငံထဲကိုပုံစိတ်ကကြီးစော်ပဲနဲ့ဝန်လာနိုင်ဖို့ဆိုရယ်ရီရှာတီနဲ့ပါပါရဲ့ရပါရီရှာငါရှာနဲ့နေပြီးကျွန်တော်တို့ရပါရီရှောင်းကိုပြီးတောက်ဆိုပြပါရီရှာငါခုနဲ့ထောင်ထဲမှာကျန်ရှိနေခါရခိုင်ကျောင်းသား၄ယောက်ကတော့ခါရိထားစုအောင်မို့ဇော်ကိုနိုင်စုကိုမေးလုံးတို့ဖိုက်ခဲ့ပါရီညစာပိုင်းမှာတော့ခါလူငယ်3စေခင်ကစားသိကိုစီနဲ့မြို့ကိုပဲပြဲနိုင်ငံရေးအကျဉ်းသားတီလွယ်မြောင်ရီအတော်လှုပ်ရှားခခဲ့ပါရီရီတဲဖွေနဲ့ထောင်လဲရီတီကတဒွန်ယူစော်တီရှိကေလေးသွန်တစုံတရာအနှောက်ရှားပြီးစော်မရှိလို့သိရပါရီ